ထီးကျန်စိတ်ကိုဖယ်ထုတ်ဖို့လိုပါတယ်အားလုံးပဲမင်္ဂလာပါညီမကတော့အင်ဒရာပါဒီနေ့ reading လေးကတော့ The Light in Your Shadow ဖြစ်ပါတယ်ကိုကစိတ်ညစ်မှုတွေကြုံနေရလို့ရှိရင်အလင်းရောင်ရရှိစေမဲ့ reading လေးပဲဖြစ်ပါတယ်ရှင်ကိုကအခုလက်ရှိမှာကိုစီလာမဲ့အခွင့်အရေးအခွင့်အလမ်းအသစ်တွေကိုဖန်ဆုပ်ဖို့အတွက်စုပ်ကင်နာဖို့အတွက်ရရှိဖို့အတွက်တူဝင်နေတတ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာတော့အင်မတန်နဲ့နေတဲ့မေတ္တာတွေဖန်တီးနိုင်တဲ့စွမ်းအားတွေနဲ့ပြည့်နေပါတယ်နောက်တစ်ခုကကြတော့ကိုယ်စိတ်ထဲမှာငါတယောက်တည်းပါလားငါတယောက်တည်းခံနေရပါလားဆိုပြီးတော့အထီးကျန်စိတ်တွေဖြစ်နေပါတယ်အဲ့လိုဖြစ်နေတဲ့အထီးကျန်စိတ်ကိုဖယ်ထုတ်ဖို့လိုပါတယ်အဲ့လိုမျိုးအရာတွေကိုဖယ်ထုတ်ပြီးတော့အတိတ်ကနာကျင်မှုတွေဒဏ်ရာဟောင်းတွေကိုကိုယ်ကထားခဲ့ပြီးတော့အေးချမ်းတဲ့အနာဂတ်စီကိုအခုအချိန်မှာကူးခတ်ဖို့အတွက်အချိန်တန်နေပါပြီဆိုပြီးတော့ပြသနေပါတယ်ကိုကလက်ရှိမှာကိုစီလာမဲ့အခွင့်အလမ်းတွေကိုရအောင်ဖန်ဆုပ်ပေးပါကိုရဲ့စိတ် intuition ကပြောတဲ့စကားတွေကိုယုံကြည်ပါကိုချစ်ချင်းမြတ်တာပေးပါငါကတယောက်တည်းပါလားဆိုတဲ့စိတ်ကိုဖယ်ထုတ်ပေးပါကိုစီမှာအဆောက်အအုံတွေရှိတယ်ဆိုတာကိုယုံကြည်ပါယုံကြည်ပြီးတော့သူတို့စီကအကူအညီတောင်းပေးပါနောက်ဆုံးအနေနဲ့ကကိုမှရခဲ့တဲ့ဒဏ်ရာတွေကိုအခုချိန်ထိစုပ်ကိုင်မထားဘဲနဲ့ဒဏ်ရာဟောင်းတွေအနာဟောင်းတွေအတိတ်ကနာကျင်မှုတွေကိုထားခဲ့ပြီးတော့ကိုကအေးချမ်းမှုတွေနဲ့အရှိကိုဆက်သွားပါကူးခတ်ပါအနာဂတ်အသစ်ကိုလက်ကင်ပြီးအချစ်တဲ့အနာဂတ်တဲ့အလုပ်ဆိုတဲ့အလုပ်တဲ့အဲ့ဒီຢာကိုကူးခတ်ဖို့အတွက်အခုအချိန်ကောင်းပါပဲဒီဗီဒီယိုလေးကိုနားထောင်ပြီး energy ကြိုက်တယ်ဆိုရင်11လို့ရေးခဲ့ပေးပါရေးပြီးတော့ကိုယ့်စီကိုကောင်းမွန်တဲ့စွမ်းအိမ်နဲ့လက်ခံရယူလိုက်ပါပြီးတော့အသေးစိတ်တဲ့ personal reading တွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့1111တင်5လုံး promotion လေးရှိနေပါတယ်ဒီဗီဒီယိုလေးကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်